တဲ့ကရွှေတော်ဦးတီကီတကဓမ္မပါဠိကျောင်းထိုင်ကြီးဤဗရာဏနိုင်ကဆရာတော်ဘုရားကြီးရဲ့ဘုရားဝိသိက္ခာမင်္ဂလာအခမ်းအနားပဲဖြစ်ပါလိမ့်ရှင်ရွှေပြည်ကြီးကွာဝေးတကူကွာဝေးတကူကျမတို့ရွှေပြည်ကြီးကွာဝေးတကူကွာဝေးတကူရွှေမောင်ရဲ့တူတူဆိုဝေဝေတောင်းကြတကူငွေမောင်ရဲ့တူတူဆိုဝေဝေတောင်းကြတကူရွှေမောင်ရဲ့တူတူဆိုဝေဝေတောင်းကြတကူငွေမောင်ရဲ့တူတူဆိုဝေဝေတောင်းကြတကူရွှေမောင်တော်ရဲ့ငွေမောင်တော်ရဲ့စီတော်ကြီးစီတော်ကြီးဒီတန်ကချုံငါမြင်ရတဲ့ဒီရွှေပါဆရာကြီးရှာပေးကြပါတော့ဆရာတော်ကတော့စစ်တမ်းနဲ့တော့ဘယ်လိုများအောင်စိတ်ချမ်းသာတဲ့ကိုယ်ချမ်းသာခြင်းတွေဆိုရင်ဘာသာတရားတွေကိုသိရှိချမ်းသာချမ်းသာတော်နဲ့ကျေဘူးနဲ့ဆောင်သာသနာပြုကြပါစေ။ပြန်ပြီးတော့ဒီကနေ့ဆရာအောင်မှာဒီနေ့နဲ့ဆုတောင်းမေတ္တာပို့တာနဲ့ပါဗျာရွှေမောင်ရဲ့တူတူစူဝေဝေတောင်းကြတကူငွေမောင်ရဲ့တူတူစူဝေဝေတောင်းကြတကူရွှေမောင်တော်တဲ့ငွေမောင်တော်တဲ့စီတော်ကြီးစီတော်ကြီးဒီတန်ကချုံချုံငါမြင်ရတဲ့ဒီရွှေစီစဉ်
ဒါတော့ဆရာအဲ့ဒါမှမတိတာဝိစိတ်ကိုရတာဆရာတော်ဘာလဲတာပြေတော်မှာအရှင်မြတ်ကြီးခြေဝက်ကြီးတဲ့ကိုရန်ကြီးတွေပါဒီရှင်နာတာခကြဆိုရင်အစီအစဉ်တွေသူကဘာကြောင့်ဘောဆရာတော်နာတော်ရဒီဘဝချင်းတဲ့တော့ပြင်းရတော့တာကိုနားကြည့်နေတယ်အစီအစဉ်ကမန္တလေးကိုဆွေးတဲ့ဓမ္မတိကတော့နာတာဆရာတော်ရှင်တော်တာပြီးတော့ဒီကုန်းချီကျူးတော်တာတော့ဘုရားတော်တာဖြစ်ဆရာတော်မှာတရားပူဇော်ခြင်းအစီအစဉ်ကြောင့်ဘုရားတော်တဲ့တိုင်ညီနာဒီကုန်းပူဇော်တော်ဘုရားပူဇော်ဒီဘက်ဆိုလို့ဆိုပြီးနိုင်ငံတော်ရွှေလက်ပူဇော်ရှင်နေတာရှင်ရွှေလက်တော်မှာဒီကျူးပူဇော်ခြင်းအစီအစဉ်တော့ဒါတော့ဆရာအဲ့ဒါမှမဟုတ်တော့ဘယ်လိုလုပ်နေလဲဆရာတော်ဘုရားရှင်ဆက်လက်နေတယ်စီစဉ်ရှိတယ်အရှင်ကြီးကဘယ်လိုဒီကဒီကရတော့တဲ့ဒီမှာဒီနာဘုရားပူဇော်တော်တက်တော့80ကိုဒီနာနိုင်ငံတော်ရွှေလေးစရာရှင်ပြည်သားရှင်ဒီဘုရားကြီးကအစီအစဉ်ကိုခန္ဓာကိုယ်တော်ဘာကြောင့်လို့ဆရာတော်များဒီလိုပုဂ္ဂိုလ်စီနာစက္ကန့်တရားရှင်အစီအစဉ်တစ်ဆက်ကျူတော်ဘုရားဓမ္မပါကြောင်းတဲ့ဘုရားနေကိုဒီတာဒီကုန်းဆိုတော့ဘုရားက80ကိုဒီလာနိုင်ငံတော်ရွှေစစ်သူများရှင်စုညတဲ့မှာဘုံချီဆိုတဲ့အစီအစဉ်ဆက်တဲ့ဒါကပါဠိကဘုရားဝိဒ္ဓပါပူဇာတိလကကျေနာပူဇော်တော်သတ်စီကြီးအာကြီးရှိခိုးလေးချောင်းဘုရားဘုရား2016ဟောတဲ့ဘုရားရည်ရည်တဲ့တော့ဆရာစကားများကိုဘုရားကရှင်နာမည်နဲ့ကပစံဒီကအခါကြီးသမီးဒေါက်တာတော်ကြီးရှိုင်းဘုရားဆိုတာပြရတဲ့ချင်းအစီအစဉ်စနစ်ကမာမဏိတာဘုရားဝိဒ္ဓပူဇာဖြစ်ဒီဒါနာတော်များဒီဒါယကာဒါယကာများကစီမောင်းနာပူဇော်တော်ဘုရားဝင်ကြတဲ့မောင်းလေးစီကိုဒီရတော်ကိုသူများပူဇော်စေအစီအစဉ်ဆက်တော့ဘုရားကိုဘုရားတော်ရဲ့တော်တဲ့ဒီဒါနာ